သူများကိုခြေကန်ထိုးလိုက်လို့တစ်ဖက်သားကမှောက်ရက်လဲကျသွားတယ်အယံဝမ်းမသာပါနဲ့မကြခင်တင်ကိုယ်တိုင်ကြောက်ခဲကိုခလုတ်တိုက်ပြီးမှောက်ရက်လဲတော့မယ်သူများနေရာကိုတွန်းဖယ်ပြီးနေရာဝင်လူတယ်ဘဝင်မမြင့်ပါနဲ့မထိုက်တန်ရင်ခဏအတွင်းမင်းနေစရာပုံပြောင်းနိုင်တယ်သူများကိုဆွဲချပြီးအမြင့်ကိုထတ်တတ်တယ်ပီတိဖြစ်မနေပါနဲ့သူ့လိုမကျွမ်းကျင်ရင်ပြုတ်ကျတတ်တယ်အတွေ့အကြုံဆိုတာဘဝကပေးတဲ့သင်ခန်းစာမို့သူနဲ့ကိုမတူညီနိုင်တာကိုသတိရပါအရေးချင်းဆိုတာမွေးရပါအားသာချက်မို့သူနဲ့ကိုမတူညီနိုင်တာကိုသတိရပါကံတရားရဲ့အကျိုးပေးခြင်းမညီမျှတာကိုမကြေမနက်မဖြစ်ပါနဲ့စူးစမ်းမှုချင်းကွာဟနေတာကိုသတိရပါသူတစ်ပါးကိုထိခိုက်ပြီးကိုယ်စိတ်ချမ်းသာမှုကိုမလိုချင်ပါနဲ့ပြန်ပေးဆက်ရတဲ့အခါကိုပြုတ်ထားတာတဲ့အစပေါင်းများစွာခံရမှာကိုသတိရပါကာယံကံရှင်ကခွင့်လွတ်ပေးလေကံတရားကအညှိုးထားလိမ့်မို့ကိုနေ့စဉ်ပြုသမျှအရာတွေဟာသူတစ်ပါးကိုမထိခိုက်အောင်အတတ်နိုင်ဆုံးစင်ကြင်နေထိုင်ပါ